တွေ့ပြီးနောက်တစ်ချိန်တို့ဘဝမှာဘယ်တော့မှတွေ့ရပါမယ်မသေးကြတော့ဘူးခံချသွားတယ်တို့အပြုံးတွေအတင်ဖို့ရဲ့မလွယ်ဘူးလေမနိုင်ဝင်တွေနဲ့တို့ဇလံအဆုံးအမောင်လန်းကရှောက်ခဲ့သူမခံနိုင်တော့ဘူးသွားတော့ချစ်ရဲ့နောက်ဆန်းမတင်နဲ့ထားခဲ့အတိတ်ဟောင်းမှာပြောလင်းကျဲတို့အမတို့ပါများတတ်နိုင်အောင်မလဲဆုံးရှုံးရမယ်အချိန်ကလေးမှာအပေခွေရဲ့မရှိဘူးခွေကျမအောင်ပန်းဒီလို့ခုလို့ပြကြရတယ်ဘယ်နေတော့အချစ်ရဲ့ဘိုးဘေးထားခဲ့အတိတ်ဟောင်းမှာပြောလင်းကျဲတို့အမားကိုတို့ပါများတတ်နိုင်အောင်မလဲ